ရေချိုးကန်းထဲကဆက်ပြပေါ်မှာသပင်အရှိတပင်ငါတွေ့ခဲ့တယ်အဲ့ဒါငါသပင်မဟုတ်ဘူးဒီအိမ်မှာငါနဲ့ငါသား2ယောက်တည်းရှိတာလေအဲ့ဒီတော့မှငါတခုတတိထားမိသွားတယ်ဒီအိမ်ထဲမှာတခြားမိန်းမရောက်ရှိနေပြီဆိုတာပဲပြီးတော့ငါတခုတတိရသွားတယ်လွန်ခဲ့တဲ့ရက်ပိုင်းကငါသားစီကိုပါဆယ်တခုရောက်လာလို့ငါလက်ခံပေးလိုက်သေးတယ်အဲ့ဒီထဲမှာအဆက်စီကြကြအိယာဝင်ဝစ်စုံတစ်ထည်ပါနေတာလေဒါနဲ့ငါစဉ်းစားမိတာကငါသားမှာရေးစားများရှိနေတာလားပေါ့ငါကမင်းရဲ့ရေးစားနဲ့မိတ်ဆက်ပေးဖို့တောင်မတန်တဲ့အထိရှက်စရာကောင်းနေလို့လားမဟုတ်ပါဘူးအမေကလူကြီးတယောက်ပဲဟာငါသူ့ကိုတွေ့ချင်တယ်ကောင်းပါပြီငါလည်းလုံးဝအရှုံးမပေးတော့သူလည်းသဘောတူလိုက်ရတော့တာပေါ့ဒါပေမဲ့တွေ့ရမယ့်အချိန်ရောက်တော့သူကသူ့ရေးစားနေမကောင်းလို့မလာနိုင်တော့ဘူးတဲ့သူ့တက်ပုံလေးတောင်ငါ့ကိုပြသေးတယ်ငါအသေးချာကြည့်လိုက်တော့သူမရဲ့နောက်ွယ်မှာမြင်နေရတဲ့တစ်တာကငါတို့အိမ်ပေါ်ထက်ကတူလောင်ယုံထဲမှာရှိတဲ့တစ်တာနဲ့အတူတူပဲဖြစ်နေတယ်ငါသားအပြင်ထွက်သွားတာနဲ့ငါလည်းအပေါ်ထက်ကိုအာတင်ပြီးတက်သွားခဲ့တယ်တက်နေတော့လမ်းမှာအိတ်ကက်ထဲကဖုန်းကြံခဲ့ပေမဲ့ငါမရက်တန့်ပဲဆက်သွားခဲ့တယ်တူလောင်ယုံထဲရောက်သွားတဲ့အခါမှာတော့ဓာတ်ပုံတွေကမိန်းကလေးကိုငါတွေ့လိုက်ရတာပဲဒါတွေကဘာတွေလဲဘာဖြစ်နေတာလဲဒါကဟိုလိုမျိုးအခန်းဆက်စကားတွေကလို့ကစားနေကြတာလားရှင်ကကျမဒီကိုအလိုလျောက်ရောက်နေတယ်လို့ထင်နေတာလားအလိုလျောက်ဟုတ်လားရှင်သားကျမကိုစိတ်ခတ်ပြီးဒီလိုညစ်ပတ်ဆုပ်ပြက်နေတဲ့မွေးရပေါ်ကိုပြစ်ချထားခဲ့တဲ့နေ့ကစပြီးကျမဒီမှာအချင်းကြနေတာအဲ့ဒီတော့မှအမှန်တရားကိုငါသိလိုက်ရတော့တယ်ငါရဲကိုချက်ချင်းဖုန်းဆက်ရမယ်ဒါပေမဲ့ငါဖုန်းကအောက်ထပ်မှာကြံခဲ့တာလေငါအောက်ကိုပြန်ဆင်းတဲ့အချိန်မှာပဲသူကအောက်မှာရောက်နေပြီသူအကုန်ကြားသွားခဲ့ပြီလေသူကငါဖုန်းကိုတိမ့်လိုက်ရုံတင်မကဘူးငါရဲ့ဝီချဲကိုပါတိမ့်ပြီးငါအခန်းထဲမှာပိတ်လောင်ထားလိုက်တယ်ပြီးတော့သူငါကိုချင်းချောက်သေးတယ်ငါဖုန်းကိုတုံးပြီးအိမ်နီးနားချင်းတွေကိုစာပို့မယ်တဲ့ငါကိုအယူတယောက်လိုဖြစ်အောင်လုပ်ပြီးငါတကယ်စိတ်ဖောက်ပြန်နေပြီလို့လူတိုင်းယုံအောင်လုပ်မယ်တဲ့အဲ့ဒီနေ့ကကယ်စီရဲ့မွေးနေ့လေသူကသူမကိုအပေါ်ထက်ကိုခေါ်သွားခဲ့တယ်ငါအကုန်ကြားနေရပေမဲ့ဘာမှမလုပ်နိုင်ခဲ့ဘူးငါပြတင်းပေါက်နာကိုအာတင်းပြီးသွားခဲ့တယ်အကူကြီးတောင်းဖို့စူးစမ်းခဲ့တယ်သူကငါကိုထပ်တားစီပြန်တယ်ငါအခန်းတကားအပြင်မှာအတန်နားထောင်နဲ့ဆက်တောင်တက်ထားလိုက်သေးတယ်အဲ့ဒီနောက်ပိုင်းမှာတော့သူမကိုငါကိုပြုစုဖို့ခိုင်းထားလိုက်တယ်အဲ့ဒီအချိန်မှာငါတို့2ယောက်ပူးပေါင်းမှဖြစ်မယ်ဆိုတာငါသိလိုက်တယ်ဒါနဲ့ငါကသူ့ဘက်တော်သားလိုမျိုးဟန်ဆောင်ပြီးနေလိုက်တယ်သူမကိုလည်းတမင်တက်တက်နှိပ်စက်ပြလိုက်တာပေါ့ငါကသူ့ဘက်မှာရှိနေတယ်လို့သူထင်သွားအောင်လေသူလည်းတကယ်ယုံသွားခဲ့တယ်အဲ့ဒီညမှာသူမကငါနဲ့အတူနေခွင့်ရခဲ့တယ်ငါမှအစီအစဉ်ရှိတယ်လို့သူမကိုပြောပြလိုက်တယ်ငါခင်ပွန်းဆုံးမခင်ကအိတ်မပျော်တဲ့ယောဂရှိခဲ့ဘူးတဲ့ဆရာဝန်ကသူ့ကိုအိတ်ဆေးတွေပေးထားတာပေါ့အဲ့ဒီဆေးတွေဘယ်မှာရှိလဲဆိုတာသူမကိုငါပြောပြလိုက်တယ်အိတ်အမဲလေးထဲမှာသူမအဲ့ဒီဆေးတွေကိုတွေ့သွားခဲ့တယ်ဒါကငါတို့အတွက်အခွင့်အရေးပဲသူ့မွေးနေ့မှာသူမကအဲ့ဒီဆေးတွေကိုအမှုန့်ကျိတ်ပြီးသူ့ရဲ့ဘီယာထဲကိုရောထည့်လိုက်တယ်အရာအလုံးကပြီးပြည့်စုံနေပြီဒါပေမဲ့အဲ့ဒီအချိန်မှာပဲအိမ်နီးနားချင်းတယောက်ကသူ့မွေးနေ့အတွက်လက်ဆောင်ဆိုပြီးတခြားအရက်ပလင်းတပလင်းနဲ့ရောက်လာခဲ့တယ်အဲ့ဒါနဲ့သူကဘီယာတွေကိုတုံပစ်လိုက်တဲ့အခါမှာဆေးအမှုန့်တွေကိုမြင်သွားတော့တာပဲသူအရန်ဒေါသထွက်သွားပြီးသူမကိုကြမ်းပြင်ပေါ်တွန်းချလိုက်တယ်ငါလဲကြားထဲကဝင်တားလိုက်တာပေါ့ငါလောက်တာငါဒီဘဝကနေလွတ်ချင်လို့လောက်တာလို့ပြောလိုက်တယ်အဲ့ဒါကသူ့ကိုပို့ပြီးဒေါသထွက်စေခဲ့တယ်သူကငါရဲ့ဆေးတွေအကုန်လုံးကိုယူပြီးအိမ်သားထဲကိုလောင်းချပစ်လိုက်တယ်ငါရဲ့နောက်ဆုံးမျှော်လင့်ချက်လေးပျောက်ဆုံးသွားခဲ့ရပြီအဲ့ဒီနောက်ပိုင်းသူမအပေါ်သူ့ရဲ့နှိပ်စက်မှုတွေကပိုပြီးဆိုးဝါးလာခဲ့တယ်တရက်မှာတော့သူမကကတဲ့အောက်မှာတခြားဆေးပလင်းတပလင်းကိုထပ်တွေ့ခဲ့တယ်သူမကအဲ့ဒါကိုလှုပ်ဝက်ပြီးအိယာခင်းထဲမှာထုတ်ထားလိုက်တယ်ငါကိုထမင်းကျွေးတဲ့အခါတိုင်းသူမကအဲ့ဒီဆေးတွေကိုခိုးထည့်ပေးခဲ့တယ်ရက်အနှဲငယ်ကြာတဲ့အခါမှာတော့ငါခန္ဓာကိုယ်ကပြန်ပြီးအားရှိလာခဲ့ပြီဒါပေမဲ့ငါကအားမရှိသေးတယ်လို့မျိုးဟန်ဆောင်နေခဲ့ရတယ်ငါအချိန်တစ်ခုကိုစောင့်နေခဲ့ရတာပါပြီးတော့တရက်မှာသူကငါကိုအခန်းထဲပြန်ခေါ်သွားပြီးတော့ငါလက်သေးတွေနဲ့သူ့လက်ကိုကုပ်လိုက်တယ်သူအရန်ဒေါသထွက်သွားပြီးသူမကငါကိုတေချာမပြုစုလို့ဆိုပြီးအပြစ်တင်ပြီးသူမကိုတိုးလောင်ယုံနဲ့ဆွဲခေါ်သွားခဲ့တယ်သူတို့2ယောက်ထွက်သွားတာနဲ့ငါချက်ချင်းလှုပ်ရှားတော့တာပဲကော်စောပေါ်ကိုအရက်တွေအကုန်လောင်းချလိုက်ပြီးမိချင်းနဲ့ညှိလိုက်တယ်မိကအရန်မြန်မြန်ပြန့်နှံ့သွားခဲ့ပြီးမိတတိပေးတံတွေလည်းတပြိုင်နက်ထွက်ပေါ်လာခဲ့တော့တယ်